စီးပွားတက်ချင်ရင်ကြိုတင်ပြင်ဆင်မိုးလေးလာရင်စူပူအဟစ်ဆဲဆုံနေတဲ့အိမ်မျိုးမဖြစ်ရဘူးဟိုဟာမရှိဘူးဒီဟာမရှိဘူးကုန်ပြီဆိုတဲ့အတန်တွေခဏခဏမထွက်ရဘူးညနေကလေးကဘာကုန်တက်လဲရှိမရှိအမြဲစစ်တက်တဲ့ကျင့်လို့ပါကြိုတင်ပြီးဝယ်ထားလိုက်ပါတချို့အိမ်တွေကလူကြီးတွေနဲ့မိမိကိုယ်တိုင်ကပွားစီလုပ်နေမိတတ်တယ်သတိထားပြုပြင်ပါမိမိရဲ့စိတ်ကလေးကိုမထိမ့်သက်သေးရင်အိမ်လှုပ်ရှားလို့ရင်တမုတ်တွေ108ခေါက်ဖြစ်ဂုံတော်ကိုဝါဖြစ်စိတ်ထဲကနေရွရင်လှုပ်ကြည့်လိုက်ပါမနက်ခင်းလင်းတာနဲ့ကလေးတွေအော်ဟစ်ငိုတယ်မကြားရအောင်အတက်နိုင်တော့ဂရုစိုက်ပါကလေးနိုးလာတာနဲ့စားဖို့ကြိုပြင်ထားပါစော့စရာလေးတွေပြီးနာထားပါကလေးရည်တန်လေးတွေလွင့်နေပါစေမနက်ညပုံမှန်မြတ်စွာဘုရားရှင်အားတောက်တော်ရေးကတ်လူပါဖျားကန်းကိုဝင်တဲ့အခါဝတ်ဖြူစင်ကြဲမဝင်နိုင်ရင်တော့တက်လက်နေမျက်နှာရှိပါစေဘောင်းမီတို့စကတ်တို့တွေမဖွင့်မရအဝတ်တွေနဲ့မဝင်ပါနဲ့အထူးသတိထားဖို့ချက်ပါဖျားစွန်းတော်ကိုအာယုံတက်မှကပ်ပါလက်တင်တယ်လို့မကပ်ပါနဲ့တက်ရှိတင်ကြဖျားရှင်ကိုရည်ရွယ်စိတ်ညွတ်ပြီးမှတပားသာကြကြနာကတ်လူပါဖျားဝေယဝဆအမြဲလုပ်ပါပဋ္ဌာန်းတရားပိဋိတရားကိုမိမိအိမ်ကြားယုံလောက်အတန်တိုးလေးဖွင့်ထားပါတချို့ကတရားဝေဖွင့်တာပဲဆိုပြီးအတန်ကျဲကြီးဖွင့်တတ်ကြတယ်အဲ့ဒါနီးမမှန်ပါဘူးသူ့စိတ်ကိုယ်စိတ်မတူတာမို့မကြိုက်နေတဲ့သူကြားရင်ကိုကြောင့်သူတပားအကုသို့ဖြစ်စေပါတယ်သတိထားဖို့လိုပါတယ်မိမိစိတ်ကိုအမြဲဆန့်စစ်ပါအတ္တမမာနတွေကိုအတ္တနိုင်ဆုံးချိုးနေမှာဘလောက်တော်နေတက်နေပါစေအတ္တမမာနတွေများလာရင်ပျက်စီးဆုံးရှုံးသွားတတ်ကြတယ်ငါတိငါတက်ငါပြောတာမှအမှန်ဆိုတဲ့စိတ်ကိုပြင်ပါနေ့စဉ်စိတ်ငြိမ်းချမ်းအောင်တရားထောင်တဲ့အကျင့်ကိုလုပ်ပါတရားမထိုင်နိုင်သေးရင်မိမိနှစ်သက်ရာဆရာတော်ကြီးတပါးပါးရဲ့တရားများကိုတစ်နေ့တစ်ပုဒ်လောက်နာယူပါဘယ်တရားနာမလဲမသိရင်ဦးစင်းကတော့ပါရုပ်ဆရာတော်ကြီးရဲ့လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကျိုးပန်းချက်အပိုင်း80ကျော်ရှိပါတယ်အဲ့ဒီတရားတွေနာယူဖြစ်ပါတယ်ဘဝနေထိုင်ရင်အတိတွေလောကတိုင်းရင်ဆိုင်ပုံတွေများစွာမှတ်သားခွင့်ရတယ်အဲ့ဒီတရားတွေနာယူကြည့်ပါနေ့စဉ်ဖျားရှင်ကိုမိမိစွမ်းနိုင်တဲ့လောက်ပေါ့900 1000စသည်စီပါလကောင်ကြီးပြန်စုံပြီးဖျားအတွက်လိုတာဝယ်ပါဥပမာရွှေတင်ငန်းကပ်ဖို့ရောင်နေဖွင့်စေးဝယ်ဖျားမိပူဇော်နိုင်ဖို့တောက်တော်ရီကွက်တို့ဟောင်းခဲ့ရီအစ်စ်ဝယ်ပေါ့ဖနက်အစုပ်ထီအစုပ်ကျိုးပဲ့နေရတွေအိမ်မှာမထားရပါဘူးမီးဖို့ကြောင့်မှမလိုအပ်တာတွေမထားပါနဲ့စားတဲ့လောက်ပကံရေအတွက်ပဲထားပါအပိုတွေသိမ့်ပစ်လိုက်ပါမိမယာစောစောစီစီစကားများရန်ဖြစ်မလုပ်မိပါစေနဲ့မိမယာဖျားခန့်မှာမအိပ်ပါနဲ့မနက်မိုးလင်းတာနဲ့ကုသိုလ်တရားနဲ့အစပြုပါညအချိန်မှာကုသိုလ်တရားနဲ့အရာဝင်တက်အောင်လုပ်ပါတနေ့တာပြီးရင်ဒီနေ့ကောင်းမှုတစ်ခုဘာလုပ်ခဲ့လဲတွေးပါမကောင်းတာဘာလုပ်မိလဲစင်ကျင်ပါနောက်နေ့ကုသိုလ်တစ်ခုပြုဖို့အားစိတ်ပါခွေးလေးကိုထမင်းကျွေးရကလည်းစိတ်ထားတတ်ရင်ကုသိုလ်ပါပဲငှက်ကလေးတွေကိုစံစိတ်ပတ်ပေးရကလည်းစိတ်ထားတတ်ရင်ကုသိုလ်ပါပဲဂုံတော်ရွတ်မိရလေကုသိုလ်ပဲဂုံတော်ကိုမြမြပွားပါဂုံတော်ကိုချောက်ကိုလည်းပွားပါမိသားစုကိုမေတ္တာနဲ့ချက်ကျွေးရလေမုံရက်တဲ့